ဘုန်းကြီးတန်လေးနဲ့ပြောကြည့်လိုက်မယ်တဲ့ရေမင်းလိုင်းသုံးလို့အဆင်ပြေလားမင်းလိုင်းမော်တက်အောင်မလားကိုကတော့မင်းကိုလွမ်းလို့လိုင်းမတကြီးနဲ့စောင့်နေရတဲ့အရှိမင်းကတက်လို့မလားတဲ့လွမ်းစလို့ယူတူနေတဲ့အရှိတဲ့ရေမြင်လိုင်းတက်ပါတော့လို့မက်ဆေ့လေးကပို့မိတဲ့မအားသေးဘူးလည်းမဖောက်ပြန်ခန္ဓာလေးလိုနဲ့ပဲတီးခံနဲ့ကိုဖြစ်ကရင်နာစရာပါလားလို့တွေးကြည့်ရင်အော်တဲ့ရဲ့မင်းလောက်ရလိုက်တာတဲ့ရဲ့မင်းကိုပဲစောင့်နေရလို့ရင်တုံပန်းတုံနဲ့လွယ်စနေတဲ့အခါမှာမင်းပေါ်လာမလားလို့စောင့်ရတာနဲ့ကိုဘဝမှာတမျက်တမင်းမင်းနဲ့ရင်တွေခုံနေလို့တည်တော့မယ်ကွာဘဝမှာတမျက်တမင်းမင်းနဲ့ရင်တွေခုံနေလို့တည်တော့မယ်ကွာ